မျောလင့်ချက်တွေများလာလေနာကျင်ရလေပါပဲတချို့နာကျင်မှုတွေကသူများလုပ်ပေးလို့မဟုတ်ပါဘူးကိုယ်တိုင်အယမ်းမျောလင့်ထားလို့ဖြစ်လာတာပါလူတစ်ယောက်ကိုအယမ်းမျောလင့်ထားတဲ့အခါသူကကိုထင်ထားသလိုမဖြစ်လာတဲ့နေ့မှာနာကျင်ရတာကသူ့အပြစ်မဟုတ်ပါဘူးကိုယ့်ရဲ့မျောလင့်ချက်ကကြီးလွန်းသွားတာလည်းဖြစ်နိုင်ပါတယ်တခါတလေသူကငါ့ကိုနားလည်ပေးမှာပါသူကတော့ငါ့ဘက်မှာအမြဲရှိနေမှာပါငါလုပ်ပေးသလိုလဲသူလည်းပြန်လုပ်ပေးမှာပါဒီလိုအတွေးတွေကတကယ်တော့အာမခံချက်မရှိရဲ့မျောလင့်ချက်တွေပဲဖြစ်ပါတယ်လူတိုင်းကကိုယ့်လိုမတွေးကြပါဘူးကိုယ့်လိုလည်းမခံစားကြပါဘူးဒါပေမဲ့ကိုယ်စိတ်နဲ့ပဲသူတို့ကိုကိုယ့်လိုဖြစ်စေခြင်းမိတယ်အဲ့ဒီအချိန်ကစပြီးတော့စိတ်ပြတ်မှုတွေကစတင်လာပါတယ်ဘာလို့ तू ကငါ့ကိုမဆက်သွဲတာလဲဘာလို့ तू ငါ့ကိုသတိမရတာလဲဘာလို့ငါကပဲအမြဲစူးစမ်းနေရတာလဲအဖြေကတစ်ခုပဲရှိပါတယ် तू ကမချစ်လို့လည်းမဟုတ်နိုင်ဘူး तू ကလူဆိုးလို့လည်းမဟုတ်နိုင်ပါဘူး तू ကကိုမျောလင့်ထားတဲ့ပုံစံအတိုင်းမဟုတ်တာပါပဲတကယ်တော့လူတွေဟာကိုပြည့်ချင်တဲ့အတိုင်းဖြစ်ပေးဖို့မွေးဖွားလာတာမဟုတ်ပါဘူးသူတို့မှာသူတို့အတွေးရှိပါတယ်သူတို့ဦးစားပေးရာတွေရှိပါတယ်သူတို့ဘဝတွေရှိပါတယ်ကိုကသူတို့ရဲ့ကဘာကြီးတွေကအစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပေမဲ့တစ်ကဘာလုံးတော့မဟုတ်နိုင်ပါဘူးအဲ့ဒီအမှန်တရားကိုလက်ခံလိုက်တဲ့နေ့ကစပြီးစိတ်တွေပေါ်ပါလာလိမ့်မယ်တခါတလေကိုက message ပို့ထားတယ် reply ပြန်မယ်လို့မျှော်လင့်ထားတယ်ဒါပေမဲ့ reply မပြန်လာဘူးစိတ်တူတယ်ဝမ်းနေတယ်အတွေးလွန်တယ်ဒါပေမဲ့သူအလုံးရှုံနေလို့လည်းဖြစ်နိုင်ပါတယ်သူ့မှာကိုမသိရဲ့အခက်အခဲတွေရှိနေလို့လည်းဖြစ်နိုင်ပါတယ်ကိုကတော့အကြောင်းရင်းကိုမသိဘဲနဲ့စိတ်ထဲမှာဇလံပေါင်းများစွာရေးနေမိတယ်တကယ်တော့နာကျင်မှုတော်တော်များများကအဖြစ်မှန်ကြောင့်မဟုတ်ဘဲနဲ့ကိုတွေးထားတဲ့ဇလံတွေကြောင့်ဖြစ်လာရတာပါမျောလင့်ချက်တွေနဲ့သွားရင်အချစ်လဲနဲ့သွားမှာမဟုတ်ပါဘူးမျောလင့်ချက်တွေနဲ့သွားရင်စိတ်အေးချမ်းမှုတွေပိုများလာရတာပါကိုလှုပ်ပေးနိုင်တာလှုပ်ပေးပါကိုချစ်နိုင်တာကိုချစ်ပါဒါပေမဲ့ပြန်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့တော့မလုပ်ပါနဲ့ဘာလို့လဲဆိုတော့ပြန်ပြီးတော့မရတဲ့အခါကိုယ်တိုင်ကပဲနာကျင်ရတတ်လို့ပါဘဝမှာအပျော်ရွှင်ဆုံးလူတွေကအရာအလုံးကိုပိုင်ဆိုင်ထားတဲ့သူတွေမဟုတ်ပါဘူးမျောလင့်တဲ့တာနဲ့လက်လွန်တဲ့တာကိုသိထားတဲ့လူတွေပါတယောက်ယောက်ကိုချစ်လို့ရတယ်ဒါပေမဲ့သူ့စီကအရာအလုံးကိုမျောလင့်ထားလို့မရပါဘူးအလုပ်တစ်ခုကိုစူးစမ်းလို့ရတယ်ဒါပေမဲ့အမြဲအောင်မြင်ရမယ်လို့မျှော်လင့်မထားပါနဲ့တငယ်ချင်းတယောက်ကိုယုံကြည်လို့ရတယ်ဒါပေမဲ့ဘယ်တော့မှမပြောင်းလဲဘူးလို့လည်းမျှော်လင့်မထားပါနဲ့ဒီလောကမှာအမြဲတမ်းမပြောင်းလဲတာဆိုလို့ပြောင်းလဲခြင်းတစ်ခုပဲရှိပါတယ်ဒါကြောင့်လူတွေပြောင်းလဲသွားရင်ကိုအဖြစ်မတင်ပါနဲ့အခြေအနေတွေပြောင်းလဲသွားရင်ဘဝကြီးကိုမုန်းမနေပါနဲ့မျောလင့်ထားတာဖြစ်မလာလို့ရှိရင်ကိုယ်တိုင်မွေးကြသွားတာမဟုတ်ပါဘူးဘဝကဒီထက်ပိုကောင်းတဲ့အရာကိုသင်ပြပေးဖို့ကြိုးစားနေတာဖြစ်နိုင်ပါတယ်အဲ့ဒီကစပြီးတော့မျောလင့်ချက်တွေကိုနည်းနည်းလျှော့ပါကျေးဇူးတရားကိုနည်းနည်းပို့ထားပါအတိတ်ကိုနည်းနည်းလွှတ်ချပါလက်ရှိအချိန်ကိုနည်းနည်းပို့ပြီးတော့တန်ဖိုးထားပါအဲ့လိုလုံနိုင်တဲ့နေ့မှာကိုယ်တိုင်သဘောပေါက်လာလိမ့်မယ်နာကျင်စေတာကလူတွေမဟုတ်ဘူးကိုယ်တိုင်ဖန်တီးထားတဲ့အဆုံးမရှိရဲ့မျောလင့်ချက်တွေပဲဖြစ်နေခဲ့တာပါဒါကြောင့်မျောလင့်မှာဒါပေမဲ့ကိုယ်စိတ်အေးချမ်းမှုကိုမဆုံးရှုံးစေတဲ့အထိပဲမျောလင့်မှာကိုယ်ပျော်ရွှင်မှုကိုသူများလက်ထဲကိုမထားပါနဲ့ဘာလို့လဲဆိုတော့တကယ်ပျော်ရွှင်မှုဆိုတာကကိုယ်စိတ်ကိုထိန်းနိုင်တဲ့နေ့ကစပြီးတော့တဖြည်းဖြည်းချင်းရောက်ရှိလာတာပါတခါတလေဒါတို့ကကိုပေးရဲ့အရာကိုပြန်ရမယ်လို့ထင်နေမိတဲ့ကြပါတယ်ကိုကတတိယရင်သူကလည်းတတိယမယ်လို့ထင်ပါတယ်ကိုကစိတ်ပူရင်သူကလည်းကိုယ့်အတွက်စိတ်ပူမယ်လို့ယုံကြည်တတ်ကြပါတယ်ကိုကမျှော်လင့်နေဒါပေမဲ့လောကကြီးကအဲ့ဒီလိုတရားမျှတတဲ့နေရာမဟုတ်ပါဘူးကိုစိုက်တဲ့အပင်တိုင်းလည်းအတိမသိနိုင်ပါဘူးကိုချစ်တဲ့လူတိုင်းလည်းကိုတန်းတူချစ်မယ်ဆိုတာမရှိပါဘူးအဲ့ဒီအမှန်တရားကိုလက်ခံနိုင်တဲ့အချိန်ကစပြီးတော့စိတ်တရားတွေနဲ့လာလိမ့်မယ်တချို့လူတွေကကိုယ့်ဘဝတွေကိုထာဝရနေဖို့အတွက်ရောက်ရှိလာကြတာမဟုတ်ပါဘူးခဏတာသင်ခန်းစာတစ်ခုပေးဖို့ပဲလာကြတာတွေရှိတတ်ပါတယ်တချို့ကယုံကြည်မှုကိုသင်ပေးတယ်တချို့ကတော့လက်လွတ်တက်ဖို့သင်ပေးတယ်တချို့ကတော့ကိုပို့ပြီးတော့တန်ဖိုးထားဖို့အတွက်ကိုသင်ပေးပါတယ်အဲ့ဒီသင်ခန်းစာတွေကနာကျင်ရပေမဲ့ကိုပို့ပြီးတော့ရင်းချက်လာစေပါတယ်တကယ်တော့မျောလင့်ချက်ဆိုတာမကောင်းတဲ့အရာမဟုတ်ပါဘူးလူတိုင်းမှာမျောလင့်ချက်ရှိတယ်ကြပါတယ်ဒါပေမဲ့ကိုပျော်ရွှင်မှုကိုမျောလင့်ချက်တစ်ခုပေါ်ပဲမျောလင့်ထားမိတဲ့အချိန်မှာနာကျင်မှုကစတင်လာပါတယ်ဒီနေ့မဖြစ်ခဲလို့မနှက်ဖြန်လဲမဖြစ်နိုင်တော့ဘူးလို့မတွေးပါနဲ့
ဒီလူတစ်ယောက်ကကိုယ့်ကိုတန်မိုးမထားခဲ့လို့တခြားဘယ်သူကမှလည်းကိုယ့်ကိုတန်မိုးမထားတော့ဘူးလို့လည်းမတွေးလိုက်ပါနဲ့လူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကကိုယ့်တန်မိုးကိုမတတ်မှတ်နိုင်ပါဘူးကိုယ့်တန်မိုးကိုသိတဲ့သူကဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကိုမဆုံးရှုံးပါဘူးဒါကြောင့်ဒီနေ့မျောလင့်ထားတာတွေဖြစ်မလားလို့စိတ်ပြက်နေတယ်ဆိုလို့ရှိရင်ကိုပြန်မေးကြည့်ပါငါကပဲမျောလင့်နေတာလားဒါမှမဟုတ်တကယ်မဖြစ်နိုင်တဲ့အရာတခုကိုပဲအတင်းလိုချင်နေတာလားအဖြေကိုတွေ့သွားတဲ့နေ့မှာကိုယ်တိုင်ကနာကျင်မှုတွေနဲ့လာပါလိမ့်မယ်စိတ်အေးချမ်းမှုတွေပိုများပြီးတော့ပျော်ရွှင်မှုကိုသူများစီမှာမရှာဘဲကိုယ်နှလုံးသားထဲမှာပဲပြန်ရှာတက်လာပါလိမ့်မယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်